နားထောင်နေတဲ့မိတ်ဆွေတို့ရေလောကမှာလူတိုင်းကကြိုးစားနေကြပါတယ်ဒါပေမဲ့ကြိုးစားတိုင်းမအောင်မြင်ဘူးဆိုရင်စိတ်ပင်ပန်းလာတတ်တယ်လက်လျှော့ခြင်းလာတတ်တယ်ဒီနေ့ပြောမယ့်ဇလံကတော့လက်မလျှော့တဲ့စိတ်နောက်ဆုံးအောင်မြင်မှုကိုဖန်တီးနိုင်တယ်ဆိုတာကိုပြောပြမယ့်ဇလံပါတခါတော့ကယဟန်တစ်ပါးရှိခဲ့တယ်သူဟာနှစ်တွေကြာကြာတရားအားထုတ်နေခဲ့တယ်ဒါပေမဲ့ထူးခြားမှုမတွေ့ရသလိုခံစားလာတယ်နေ့တွေကြာလာတော့ငါမအောင်မြင်နိုင်ထင်တယ်ဆိုတဲ့စိတ်ဝင်လာတယ်နောက်ဆုံးမှာသူတော်တဲ့ကနေထွက်လာပြီးဖယားရှင်စီကိုသွားခဲ့တယ်ဖယားရှင်ကမေးတယ်အချစ်သားမင်းလက်လျှော့လိုက်ပြီလားယဟန်ကတိတ်ဆိတ်နေခဲ့တယ်အဲ့ဒီချိန်မှာဖယားရှင်ကရှေးဘဝဇလံကိုပြောပြတယ်ရှေးတုန်းကသဲကနာရကြီးတဲ့မှာကုန်သည်900လောက်ခရီးသွားနေကြတယ်နေကင်းမှာနေရန်ပူလို့မသွားနိုင်ကြဘူးညဘက်မှာကျဲတွေကြည့်ပြီးခရီးဆက်ကြတယ်ဒီနေ့ခရီးဆုံးနေလာတဲ့ချိန်မှာသူတို့ကရေတွေအစာတွေပြစ်ချလိုက်ကြတယ်ဒါပေမဲ့လမ်းမသွားတယ်မနဲ့ရောက်တဲ့အခါနေအောင်ကိုပဲပြန်ရောက်နေကြတယ်ရေမရှိတော့ဘူးအစာလည်းမရှိတော့ဘူးလူအားလုံးစိတ်ပြတ်သွားကြတယ်ဒီမှာပဲသေရတော့မယ်လို့တွေးလာကြတယ်ဒါပေမဲ့လူငယ်တယောက်ပဲမလျှော့ခဲ့ဘူးသူမျက်စိမ့်လေးတွေကိုမြင်တယ်ဒီအောက်မှာရေရှိတယ်ယုံကြည်တယ်သူဒီနေရာကိုတူးကြမယ်တူမြေကြီးနဲ့လာတဲ့ကြောက်ကြီးတစ်လုံးတားနေတယ်လူတွေကမရဘူးလို့လက်လျှော့ခြင်းလာကြတယ်ဒါပေမဲ့သူမလျှော့ဘူးနည်းနည်းပဲဆက်လုပ်ပါလို့ပြောတယ်သူတို့အကုန်သုံးပြီးဆက်ထူကြတယ်ထူနောက်ဆုံးမှာတော့ကြောက်ကြီးကွဲသွားတယ်အောက်ကနေရေထွက်လာတယ်ရေဖြည်းပြေးလာတယ်လူအားလုံးအသက်ရှင်ခဲ့ကြတယ်ဖျားရှင်ကပြောတယ်လဲမှုကငါပဲထုနေတဲ့သူကမင်းပဲလက်လျှော့ခြင်းတဲ့ချိန်က
လက်လျှော့ခြင်းနဲ့ချိန်ကအောင်မြင်မှုနဲ့အနည်းဆုံးချိန်ဖြစ်နိုင်တယ်နားထောင်သူတို့ရေဘဝမှာပင်ပန်းတဲ့ချိန်တွေရှိတယ်ဒါပေမဲ့ငါပဲအဲ့ဒီချိန်ကပဲအနည်းဆုံးအချိန်ဖြစ်နိုင်တယ်မလျှော့ပါနဲ့တိတ်တိတ်လေးဆက်သွားပါတနေ့နေ့မှာမင်းရဲ့ကြိုးစားမှုကအဖြေဖြစ်လာမယ်